ဒါဒီအနေနဲ့သူကတော့သိခင်အင်္ဂလိပ်ဆိုတဲ့နေလမ်းဖိုက်ပါတယ်ကျွန်တော်တို့အင်္ဂလိပ်လိုပဲတွေ့ပါအင်္ဂလိပ်လိုပဲ pro ပါဆိုတဲ့နေလမ်းဖိုက်ပါတယ်ကျွန်တော်တကူပေါ်မှာလိုက်တဲ့အခါပထမဆုံးမှန်မှာလို့တွေးပြီးခါမှာအင်္ဂလိပ်လိုဘာသာပြန်စမှာပဲဥပမာကျွန်တော်ဒီမှာစာအုပ်ရှိနေဆိုလို့ရခဲ့ဒါက book ဥပမာ dictionary ညပုံစံမျိုးပါရင်တခါတည်း one side ဆိုလို့ရတဲ့တခါတည်း hungry I'm hungry ညပုံစံမျိုး I'm tired ညပုံစံမျိုးတခါတည်း direct တွေးပြီး direct pro ပါ pro ရနေလမ်းဖိုက်ပါတယ်ထိုင်ခင်အင်္ဂလိပ်ဆိုတဲ့အင်္ဂလိပ်လိုတွေးခေါင်းကိုအများကြီးထောက်ကူဘူးတဲ့နေလမ်းတိတ်ထဲမှာ dictionary ကိစ္စလည်းပါပါတယ် dictionary ကိခါကျွန်တော်တို့ dictionary သုံးတဲ့အခါမှာလည်း English to မြန်မာကိုမသုံးဘဲ English to English dictionary ဒီကိုအသုံးပြုပါအချောင်းသစ္စာလည်းကျွန်တော်တို့တိုင်းခင်အင်္ဂလိပ်ဆိုတဲ့အင်္ဂလိပ်လိုတွေ့ခေါင်းကိုအများကြီးထောက်ကူပူပါတယ်ဥမာပဲ dictionary ဒီပိုင်းနဲ့ pocket dictionary တရှိပါတယ်ချောင်းသစ္စာကE2E dictionary ပါဥမာရဲ့ dictionary ထဲကကျွန်တော်တို့ key white key ဆိုတဲ့စကားလုံးတစ်လုံးကိုအင်္ဂလိပ်ပဲစာပဲတွေ့ရတဲ့စာကိုကြည့်ရပါမယ်ဒါအချောင်းကတင်ကကဘာမှာလူသုံးအများဆုံးလူကဲအများဆုံးE2E Oxford Dictionary ဖိုက်ပါတယ်ဒါ Pocket Dictionary ပါပါတယ်နော်ဒါအချောင်းကအင်္ဂလိပ်ရှိပါဥမာအမဆိုလို့ရ keyword key ကိုတော့အတန်သွားကတော့နိုင်တဲ့တောင်းကတာ repeat ထားပါတယ်ကဲလည်းဆိုလို့ရရဲ့ and ဆိုတာကနောက်ကို browser ပါ C ဆိုတာ control နောက်ပိုင်းနဲ့ return ရနာလို့ browser ဖောင်းခိုက်ပါတယ်ကျမ keyword key ကိုတော့အင်္ဂလိပ်လိုစာပဲတွေ့လဲဆိုတာအတိတ်ဒီကအများကြီးရှိတယ်ကျွန်တော်ပထမနာမည်အတိတ်ဖောင်းချက်တစ်ခုကိုပဲအရင် browser မှာတော့အနေနဲ့ piece of matter that lock or unlock a door etc ဆိုတာက structural browser ပါနေpiece ဆိုတာက piece of matter ဆိုတာတဲ့သူ piece တစ်ခုပြပါတယ်လေ that door lock ဆိုတာက lock ရဲ့ or တော့ unlock ဖောင်းရပါနေအတော့တခါဒီကိုပဲတော့မဖောင်းရရပါပြင်းပြစာကိုကီလိုခေါ်ရလို့ပြပါတော့အင်္ဂလိပ်လိုတိုက်ရိုက်တွေ့တာပါကျွန်တော်မှန်လို့ပန်ပါတာပန်ဆိုလို့ကတော့လို့ပန်ပါနေရောက်ပုံနဲ့ရောက်ပါအင်္ဂလိပ်လိုတွေ့တာတစ်ခါမှဒီတဲ့မြောက်ကြီးပါပါတယ်ကျွန်တော်ကရှောင်းဥမာအနေနဲ့တလုံး paper သာဖိပါတယ် repetitionary ဒီကိုသုံးခန်းကလည်းကျွန်တော်တို့ thinking English ဆိုတဲ့အင်္ဂလိပ်ပဲတွေ့တဲ့ကိုအများကြီးထောက်ကူဖိပါတယ်